နေတဲ့နေ့ပါဒီနေ့ကကျွန်တော်တို့ကံကောင်းနေတဲ့နေ့ပါပဲအားကြောင့်မလို့ခုလိုမျိုးကိုကအသက်ရှင်ကြမ်းမှနေတဲ့အတွက်ကဘာကြီးကိုကျေးဇူးတင်ပါအရာအားလုံးကိုကျေးဇူးတင်ပါပြီးရင်ကိုရဲ့တနေ့တာကိုပလန်လုပ်ပါပြီးရင်ကိုမှပါလို့ရမယ်ဘာမလုပ်ဘူးဆိုတာတွေကိုတည်တည်ကြပလန်လုပ်ပြီးရင်ကိုရဲ့တနေ့တာကိုအကောင်းဆုံးစတင်လုပ်ဆောင်ပါပြီးရင်ကိုရဲ့တနေ့တာပတ်ဝန်းကျင်မှာကိုနဲ့ပေါင်းသင်းပြုလုပ်ဆက်ဆံနေရတဲ့လူတွေပြိဿန်တွေသူတို့တွေကိုကောင်းကောင်းမွန်မွန်ဆက်ဆံပါမေတ္တာထားပါမေတ္တာတွေပေးပါသူတို့ကိုကောင်းကောင်းမွန်မွန်ဆက်ဆံလိုက်လို့သူတို့ကမေတ္တာတွေပေးတယ်လို့ခင်ဗျားတို့ဘာမှဆုံးရှုံးသွားကြမရှိပါဘူးတကယ်လို့ခင်ဗျားကဒိုးသားပေးမယ်ကောင်းကောင်းမွန်မွန်ဆက်ဆံဘူးဆိုရင်ခင်ဗျားကသူများကိုဒိုးသားရင်မပေးခင်မှာခင်ဗျားရင်ပူလို့ရပါလိမ့်မယ်အားကြောင့်မလို့တန်းနိုင်ဆုံးကြိုးစားပြီးတော့လူတွေနဲ့ကောင်းကောင်းမွန်မွန်ပြုလုပ်ဆက်ဆံပါသူတို့ကမေတ္တာထားပါမေတ္တာတွေပေးပါဆိုတော့မမေ့နဲ့နော်ခင်ဗျားကမနေ့မိုးလင်းလို့ကျန်းကျန်းမာမာနဲ့အသက်ရှင်ကျန်းကျန်းမာမာနဲ့အိယာကထားနိုင်သေးတယ်ဆိုရင်ခင်ဗျားကဒီနေ့တည်ရှင်ကြည့်အသက်ရှင်ကျန်းမာနေသေးတယ်ဆိုရင်ဒီနေ့အတွက်ဒီနေ့အခုလိုမျိုးအသက်ရှင်ကျန်းမာနေသေးတဲ့အတွက်ကဘာကြီးကိုကျေးဇူးတင်ပါအရာအားလုံးကိုကျေးဇူးတင်ပါဒါအောင်မမေ့ပါနဲ့โอเคဆိုတော့ခင်ဗျားကဒီနေ့တည်ရှင်ကြည့်အသက်ရှင်ကျန်းမာနေတဲ့အတွက်ဘာကြီးကိုလည်းကျေးဇူးတင်ပြီအရာအားလုံးကိုကျေးဇူးတင်ပြီဆိုတော့ခင်ဗျားရဲ့စိတ်ထဲမှာရောနှလုံးသားထဲမှာရောမှတ်ထားသင့်တာတစ်ခုကအခုလိုမျိုးတက်ရှင်ချမ်းသာနေတာဟာအများကြီးဖြစ်နေမှာမဟုတ်ဘူးဆိုတော့ဒီနေ့တရားမယ်ဆိုတာလူတိုင်းသိရပါတယ်ဆိုတော့အဲ့ဒီနေ့ကဘယ်နေ့လဲဘယ်ရှင်ဖြစ်မလဲဆိုတာဘယ်သူမှမသိပါဘူးဆိုတော့အဲ့ဒီနေ့ကဒီနေ့လည်းဖြစ်သွားနေတာပဲဟုတ်တယ်မလားဆိုတော့ကျွန်တော်တို့ရဲ့ဘဝကိုပို့ပြီးတော့ဒိတ်ပရှင်းအောင်တန်ဖိုးရှိအောင်ရှင်းသန်ဖို့ဆိုရင်ကျွန်တော်တို့ဟာဒီနေ့ဟာငါအတွက်နောက်ဆုံးနဲ့ဖြစ်သွားနေတာပဲဆိုတဲ့အတွင်းနဲ့ခင်ဗျားကိုယ့်ရဲ့ဘဝကိုရှင်သန်တက်လာမယ်ဆိုရင်ပေါ့နော်ခင်ဗျားရဲ့ဘဝကအရင်ကတည်းကပို့ပြီးတော့တန်ဖိုးရှိလာမယ်တိတ်ပရှိလာမယ်ဆိုတာကျွန်တော်ယုံကြည်ပါတယ်ခင်ဗျားတကယ်သာယုံကြည်ခြင်းနဲ့လုပ်ဖို့လိုတာပါဘယ်လိုလုပ်ရမလဲဆိုတော့လူတိုင်းတစ်နေ့သိရမှာပဲနေတိုင်းလေးလူတွေသိနေရမယ်နိုင်ငံတိုင်းမှာလူတွေနေတိုင်းသိနေရတာပဲဆိုတော့ဒီနေ့ဟာလေငါအတွက်နောက်ဆုံးနဲ့ဖြစ်သွားနိုင်တာပဲဒီနေ့ကကိုယ်တော်နောက်ဆုံးဖြစ်သွားပြီလို့ရှိရင်ခင်ဗျားဘာလုပ်မှာလဲခင်ဗျားကုသိုလ်ကောင်းမှုတွေရောဘာတွေများလုပ်ခဲ့ပြီးပြီလဲခင်ဗျားရှင်သာနေထိုင်ခဲ့တာရောတိတ်ပရှိရလားတန်ရလားကိုယ့်ရဲ့ရှင်သာနေထိုင်ခဲ့တဲ့အပေါ်မှာကိုယ့်ကိုယ်ရောအားရကျဉ်းမှုရှိလားဟုတ်တယ်မလားအဲ့ဒီမေးခွန်းတွေကကိုယ့်ကိုယ်ပြန်မေးတဲ့မေးခွန်းတွေဆိုတော့ခင်ဗျားကအဲ့လိုမျိုးကိုယ့်ရဲ့တနေ့တာကိုဒီနေ့ဟာငါအတွက်နောက်ဆုံးလို့ဖြစ်သွားခဲ့ရင်ဆိုတဲ့အတွက်နဲ့ခင်ဗျားတကယ်ရှင်းတာနဲ့လာမယ်ဆိုရင်ခင်ဗျားရဲ့ဘဝကိုပြီးတော့ဒိတ်ရှိလာမှာဘိုးတို့ပြောစရာကောင်းတော့ဘိုးတို့တန်ဖိုးရှိလာမှာကျွန်တော်ယုံကြည်ပါတယ်ခင်ဗျားတကယ်ဒါလုပ်ကြည့်ပါယုံရင်လုပ်ကြည့်ပါခင်ဗျာစဉ်းစားကြည့်တာကဘာကနိုင်ငံတိုင်းမှာလူတိုင်းနေတိုင်းပြင်နေရတယ်ဒါပေမဲ့ခင်ဗျားနဲ့လူအများစုကသူတို့နောက်နှစ်ပေါင်း50 60 90 80ကြီးနေရမယ့်ပုံစံမျိုးနဲ့အသက်ရှင်နေရတာများတယ်။ကိုယ့်ရဲ့နေတိုင်းကိုယ့်ရဲ့တနေ့တာဘဝကိုပုံဆုံးနေရတာများတယ်။ဆိုတော့တနေ့ပြောရမယ်ဆိုရင်ပေါ့ဗျာအခြားလူတွေပဲသိတာငါမသိသေးဘူးဆိုတဲ့ပုံစံမျိုးနဲ့အသက်ရှင်နေရတာများတယ်ပေါ့ဗျာ။ဆိုတော့ခင်ဗျားတို့လည်းအရင်တုန်းကအဲ့လိုမျိုးပဲရှင်သန်လာခဲ့တယ်ဆိုရင်ကိုယ့်ရဲ့ဘဝကိုပြန်ကြည့်လိုက်ပေါ့ဟုတ်တယ်။ငါရဲ့ဘဝငါရှင်သန်နေထိုင်ခဲ့တာလေ။တကယ်ရောတိတ်မရှိရတာတန်ဖိုးရှိရတာငါဘဝကိုငါရှင်းတတ်ရတာလက်ခံရတာငါရှင်းတတ်နေထိုင်ခဲ့တာတွေငါလောက်ခဲ့တာတွေပဲငါကုသိုလ်ကောင်းမှုတွေရောဗာလည်းလောက်ခဲ့ပြီးပြီလေအဲ့လိုမျိုးတော့ဆိုတော့ခင်ဗျားအဲ့လိုမျိုးမေးခွန်းတွေကိုပြန်ပြီးကြည့်လို့ကိုယ့်ဘဝကရှင်းတတ်စရာမကောင်းဘူးတိတ်မရှိဘူးဆိုရင်ခင်ဗျားကအခုနကျွန်တော်ပြောသလိုပဲဒီနေ့ဟာငါအတွက်နောက်ဆုံးဖြစ်သွားနိုင်တာပဲဆိုတဲ့အတွင်းနဲ့ကိုယ့်ဘဝရှင်းတတ်နေတယ်ဒါခင်ဗျားဘဝတဲ့ပုံပြီးတော့အတိတ်ရှိလာရင်ဘုရားကောင်းပါလိမ့်